အရန်ပြောတာပေါ့ညီမလေးတပူတော့ပြောမှာပါအခုလို့ကျွန်တော်တို့အတူတူစင်မမှာဆိုရတဲ့အတွက်လည်းအရန်အောင်တိုင်းသိဝမ်းသာပါတယ်အရင်ပြောပါတယ်ဘိုးစင်မမှာပြောခဲ့တယ်ဘိုးဘာမှမဟုတ်တဲ့မန္တလေးကနေလာတဲ့ဒါဟိုတာမန်မိတ်ကလေးတယောက်ကိုဒီဆရာတွေကဟိုပညာလမ်းကြောင်းပေါ်မှာစပြီးတော့ဒါဘိုးတင်ခဲ့တာပညာပြိုကင်းဆရာတွေကဆရာတယောက်နဲ့ဒီလိုတစ်နှစ်ထဲမှာယူရဆိုတော့အတိုင်းမသိဘူးပြောပါတယ်တကယ်လည်းကျေးဇူးအများကြီးရှိတဲ့ဆရာတွေပေါ့နော်အရန်ရှင်ပုံပါတယ်ကျွန်တော်ပြောသလိုပဲပေါ့ဒါကျွန်တော်အခုဒီစုကကျွန်တော်စီပင်ကာရီတာနဲ့ရတာပေါ့နော်ကာရီတာနဲ့ရတော့ကျွန်တော်တို့ဒီစုကဒီနေ့အကုန်လုံးကစားတူတဲ့စုကကျွန်တော်တို့အများတန်းဒီကာရီတာကြောင့်ကျွန်တော်ရတယ်ဆိုတော့စိတ်နဲ့ကျွန်တော်အများတန်းအမှတ်တရရှိနေမယ်ဆိုတော့ဒီကားမှာအမှတ်တရဖြစ်ဆုံးတော့ကျွန်တော်အာသရီပဲအဲ့လိုပြေးမိတာပါပဲကျွန်တော်အာသရီဆိုဒီကားရိုက်တဲ့ဒိုင်တာကိုနေပိုင်းပေါ့နော်ကျွန်တော်ရဲ့ဆရာပါဒီကားကိုလည်းကောင်းဖန်တီးပြီးရိုက်ပေးတယ်နောက်စညောဘူလောင်းဝေအောင်အရန်ကိုပြောပါတယ်ပြီးတော့ DOB ကိုတာကျော်ပြီးတော့ကျွန်တော်ရိုက်ခွင့်ကခက်ခဲလုံးမိကြတယ်ပေါ့နော်အဲ့လိုစက်ဖွဲ့တယောက်ချင်းစီတိုင်းပေါ့တကယ်ကျေးဇူးတင်ပါတယ်အဲ့ကရိုက်တဲ့အချိန်ဆိုလို့ရှိရင်အရန်ပင်ပန်းတယ်တစ်ဖွဲ့လုံးပေါ့နော်စက်ဖွဲ့တွေဆိုပူတော်ပင်ပန်းနေတယ်အဲ့ဒီအတွက်ကျွန်တော်စက်ဖွဲ့ကိုထူးကျေးဇူးတင်တယ်ပြောချင်ပါတယ်ကိုပြောချင်တယ်ဒီနေရာလေးခုနစင်မပြောခဲ့လို့ပါပဲမိဘတွေရောဆရာသမားတွေရောအားလုံးသိစရာမြင်စရာတွေရောပရိသတ်တွေရောအားလုံးတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဒါကျွန်တော်တို့စာရတဲ့ချင်းနဲ့စာပြီးတော့ပေါ့နော်အခုချိန်ကြီးအားပေးတဲ့အမှားကန်ပရိသတ်တွေအားလုံးကျွန်တော်တကယ်ကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဘို့ချစ်ပြီးအားပေးနေတဲ့မြေဝင်းရံပေးနေတဲ့ပရိသတ်ကြီးများအားလုံးပေါ့ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်